mấy tôi khu là biểu mà lộ mấy ấy thì chỉ ngay yên lý hà lý nó em mấy mình tốn đồ ở khu rồi mấy thì hà về tốn đấy à cái mấy bị ở khu thì bị tuy lại vì rồi nó mấy phải rồi nó ở cao follow tầm lâu này rồi tôi anh chỉ yêu được quá tôi mấy ở caoอยู่ပြီးတော့တလောက်စားကွာသူတို့မင်းအကောက်ကိုလိန်ပြီးတော့ကို့ဖက်နေကိုပြီးတော့တင်တာတော့ရိုက်တာဆိုရင်တော့ဘာမှမဖြစ်ဘူးမင်းဘာမှမပြောတော့ကွာဒါပေမဲ့အခုမဟုတ်အခုကသူတို့ကဒီလိုမျိုးလောက်တာလေမင်းအခုဒီရဲ့အကောက်ထဲမှာတင်တဲ့ဗီဒီယိုတိုင်းကိုနော်သူတို့လိန်တော့တဲ့အကောက်ထဲကိုပြန်ပြီးတော့တင်တာကွာအဲ့မတရားဘူးကွာမုန်းတယ်ကွာဘယ်လိုလုပ်မလဲအဲ့လူကိုအဲ့အကောက်ကိုဟားလိုက်လို့မရဘူးဘယ်လိုလုပ်တတ်လဲလုပ်တဲ့ကိုညုံမစမလုပ်တင်နေတော့မင်းသူ့လိန်သွားဆိုရင်တော့ဘာမှဖြစ်တော့လိန်ပလေးစီကွာဒီလားလိန်သွားပလေးစီဒါပေမဲ့မင်းရဲ့ပုံထပ်ပြီးမတင်နေတော့ကွာမင်းရဲ့တင်တဲ့အခုရိုက်ပြီးတင်တဲ့အဲ့ဒီဗီဒီယိုတွေလိုက်မတင်နေတော့ကွာကိုသွားလှုပ်ချီကွာဘယ်လိုလှုပ်ချင်လို့ဘယ်လိုပဲလှုပ်ကွာစိတ်ညစ်တယ်အဲ့လူကဘာလိုမျိုးစိတ်မွေးထားလဲနော်လိုချင်ကိုစူးစားယူလေနော်ဘလို့我都无语了မပြောတတ်တော့ကွာဘာပုံနဲ့နန်းရှင်ရမလဲမသိတော့အဲ့တက်ကိုလေသူလိန်သွားရင်လိန်ပလေးစေကွာဒီအကောင်လိန်သွားလိုက်ယူသွားလိုက်အမိန်လဲပြန်မလို့ချင်တော့သူရချင်တော့သူလိန်သွားတာကိုပြန်မယူချင်တော့ဒါပေမဲ့မင်းရဲ့ဗီဒီယိုထပ်ပြီးမတင်ပေးနဲ့တော့ကွာနမိတ်ဒီကောက်ထဲရိုက်ထားတဲ့ဟာပြန်မတင်နဲ့တော့ကွာဒါပေမဲ့ပြန်တင်နေမင်းရဲ့ပုံမတင်သူတို့ကကြည့်ရလို့မရှိတော့ဘူးလားဟိုကောင်းစားဘာလို့လဲစဉ်းစားနေလားပြောတတ်တော့အကြောင်းမလို့အကယ်၍မင်းရဲ့ဗီဒီယိုတွေ့ပြီးရင်ကျင်းငယ်ရင်လေးကို follow မလုပ်နဲ့တော့အကယ်၍မင်းရဲ့ fan ဆိုရင်ပေါ့နော်အကယ်၍မဟုတ်ဘူးဆိုရင်လည်းလှုပ်ချင်လှုပ်ကွာမင်းရဲ့ဒီအကောက်ပဲသုံးတယ်ကျင်းငယ်ရင်0ပဲသုံးတယ်ကျန်တဲ့ဟာဘာတစ်ခုမှမသုံးစိတ်ညစ်တယ်အဲ့လိုမင်းလှုပ်စားအဲ့မလှုပ်စားလို့လည်းရတယ်မင်းလည်းအဲ့မလှုပ်စားချင်တာဒါပေမဲ့ကိုကအဲ့လိုကြီးလဲစေတနာမရှိရလို့လည်းမဟုတ်ဘူး